တော့ဒီစလုံးကိုကျွန်တော်မြင်လိုက်တဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့ဒီအုံနောက်ထဲမှာဘာတွေပေါ်လာ FRUIT လို့မြင်လာတယ်မျက်စိထဲမှာကျွန်တော်မြင်လာတဲ့ဟာတွေကပန်းသီးဆိုရင်လည်းပန်းသီးပုံမြင်လာတယ်နနသီးဆိုလည်းနနသီးပုံစပစ်သီးဆိုလည်းစပစ်သီးပုံမြင်လာအဲ့တော့ဘာထပ်မြင်သေးလဲဆိုလို့ရှိရင်ကျွန်တော်ကအသီးတစ်ခုတည်းမဟုတ်ဘူးအသီးတွေကဘယ်လိုနေရာမှာရှိတယ်လဲဆိုတဲ့ဟာကမြင်လာသေးတယ်အဲ့ဒီစပစ်သီးတို့ပန်းသီးတို့ဒီတိုင်းအလွတ်ကြီးတွေမြင်တာမဟုတ်ဘူးနောက်က background ကအမဲရောင်ပေါ်မှာအဲ့ဒါကြီးတွေကျွန်တော်မြင်တာမဟုတ်ဘူးအဲ့ဒါတွေနဲ့ဆက်နွယ်နေတဲ့အကြောင်းအရာတွေအချက်လက်တွေပါကျွန်တော်တို့မြင်တယ်ချင်းထဲမှာဖြစ်နေတဲ့ဟာမျိုးတို့စပရဲပေါ်မှာရောက်နေတာတို့ပကံပေါ်မှာရောက်နေတာတို့ဒါမှမဟုတ်တစ်ခါတည်းကြောက်ရှိရင်အဲ့ရနဲ့တွဲပြီးတော့ဆက်ပြီးတော့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ကိုနောက်ဆုံးစားခဲ့တဲ့အချိန်ကိုဘသူနဲ့ရှိနေတဲ့အချိန်တို့ပါကျွန်တော်တို့ကတွဲပြီးတော့မြင်အဲ့တော့အဲ့သဘောတရားကဘာလို့ဆိုကြလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အုံနောက်ကတဲ့ we think in association အဲ့တော့ဆိုတဲ့သဘောတရားကဘာလဲဆိုလို့ရှိရင် association ဆိုတဲ့ဟာတော့တခုကိုကျွန်တော်ကချိတ်ဆက်ပြီးတော့မြင်တာဟဲ့အဲ့တော့ပန်းသီးလို့ကျွန်တော်ပြောလိုက်တဲ့အခါမှာပန်းသီးနဲ့တွဲတဲ့ဟာပန်းသီးကဘယ်နေရာမှာရှိတာလဲဒါမှမဟုတ်ဘယ်ချိန်တော့နောက်ဆုံးစားခဲ့တာလဲဘယ်သူနဲ့စားခဲ့တာလဲဘယ်လိုအရသာလဲခွဲပြီးတော့စားရလားကြိုက်ပြီးစားရလားဆိုတဲ့ဟာအကုန်လုံးကတော့တခုတည်းရဲ့နောက်မှာဖြန့်ကျက်ပြီးတော့သူနဲ့ချိတ်ဆက်နေတာတွေအားလုံးကိုတွဲပြီးတော့မြင်တာအမိုင်းမဲ့ရဲ့အဓိကအရေးကြီးဆုံးအချက်နဲ့အဓိကအရေးကြီးဆုံးသဘောတရား linear note taking မှာကြောင့်အဲ့ဒီဘိုင်းတွေပါလားဆိုရင်အဲ့ဒီဘိုင်းတွေမပါတော့ကျွန်တော်တို့ကတစ်ခုချင်းတစ်လိုင်းနဲ့ပဲသွားနေတာတစ်လိုင်းနဲ့ပဲသွားနေကြတော့မှတ်မိလားဆိုလို့ရှိရင်မှတ်မိနိုင်စွမ်းကလည်းနည်းသွားတယ်ပြီးတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့အုံနောက်ရဲ့ natural ပေါ့နော်ဒါသူ့ရဲ့ပုံမှန်တိုင်းလှုပ်နေတဲ့ဟာကိုဖြတ်လိုက်ပြီးတော့ကျွန်တော်ကအတင်း force လုပ်ပြီးတော့တနည်းပဲစဉ်းစားတစ်မျိုးပဲစဉ်းစားဆိုတဲ့ဟာမျိုးကျွန်တော်ကလုပ်လိုက်တာမျိုးဖြစ်သွားတယ်ကျွန်တော်တို့ idea အသစ်ကိုဒါမှမဟုတ် concept အသစ်ကိုကျွန်တော်ကသင်လိုက်တယ်ဆိုလို့ရှိရင်ဒီဟာကိုမှတ်မိဖို့အရာကျွန်တော်တို့ကဘာနဲ့ချိတ်ဆက်ရမှာလဲဆိုရင်အရင်တော့သိထားတာနဲ့ဘယ်လိုမျိုးလာပြီးတော့ချိတ်ဆက်နေလဲအရင်တော့သိထားတာနဲ့ဘယ်လိုမျိုးတွဲလို့ရလဲဆိုတော့ကျွန်တော်ကတွဲပြီးစဉ်းစားလိုက်မယ်ဆိုရင်ပို့ပြီးတော့မှတ်မိတယ်ပို့ပြီးတော့ကျွန်တော်ကအဓိပ္ပာယ်ရှိသွားတယ်